Welcome to A Dose of Ngay. Hello ဒီနေ့တော့ဒီနေ့ကပဲပြုတ်ကြော်စားမှာဖြစ်ပါတယ်ဒါတော့ပါဝင်ပစ္စည်းတွေပါပဲပြုတ်ပါတယ်ပဲပြုတ်ကပေါင်းထားပြီးသားเนาะပြီးတော့စီအနေငယ်စက်တော်နီတစ်လုံးပပလေးထားတယ်စားရယ်နေသီးခွဲချမ်းပြီးတော့ချက်ဥလည်းတစ်လုံးခလောက်ထားပါတယ်ပြီးတော့စနွင်းနည်းနည်းပါပါတယ်အရင်ဆုံးဒဲအိုးကိုပူပေးပါတယ်ပူလာပြီဆိုလို့ရှိရင်စီလေးနည်းနည်းထည့်စီတိတ်များတာမကြိုက်ဘူးเนาะကြိုက်ရင်တော့ထည့်လို့ရပါတယ်ပြီးတော့ခုနတီးထားတဲ့စက်တော်နီထည့်ပါတယ်စက်တော်နီလေးနည်းနည်းနွမ်းလာလို့ရှိရင်စနွင်းထည့်ပါတယ်ဒီလိုလေးဖြစ်တဲ့အထိနည်းနည်းလေးကြော်ပေးပြီးတော့ဂရုသီးခွဲချမ်းရယ်ပြီးတော့စားရယ်စားရတော့ကိုလိုတလောက်ပေါ့နော်အဲ့ဒါလေးကိုထည့်ပါကြော်ထားပေးပါဒါလေးဒီလိုနွမ်းလာပြီဆိုလို့ရှိရင်ပဲပြုတ်ထည့်ပါမယ်ပဲပြုတ်ကပေါင်းထားပြီးသားနော်ပြီးရင်တော့ခုနကခလောက်ထားတဲ့ချက်ဥကိုထည့်ပါမယ်ရှင်ထည့်ပြီးတော့ချက်ဥချက်သွားအောင်ကြော်ပေးလိုက်ပြီဆိုလို့ရှိရင်တော့ရပါပြီအားလုံးကျေးဇူးများတင်ပါတယ်ထထ